Hello. Okay. ဒီ playlist ကတော့ကျွန်တော်ရဲ့ရက်ပေါင်40 batters လောက်ပါမယ် playlist ပါbatters ထဲမှာဘာပါဝင်လဲဆိုရင်ရွှေပါမယ် DXY USD GBUSD ADUSD NADUSD USD CD USD CHF USDGPY အလုံးပေါင်း9မျိုးဒီ9မျိုးကိုကျွန်တော် batters လောက်ပါမယ်ဒီရက်40မှာကျွန်တော်က10ရက်ကိုပထမဆုံး10ရက်ကို support and resistance တီးတန်းဝင်ဆွဲမယ်ဒီ9ခုလုံးကို support and resistance တီးတန်းဆွဲမယ်ဆွဲမှာကာလာ3လပေါ့ဒီအခုက7လပိုင်းဆိုတော့9လပိုင်းစာမယ်90 17ဒီ3လစာကိုsupport and resistance ဆွဲမယ်ပြီးရင်ကျန်အချက်30ကတော့ကျွန်တော် entry ရှာမယ်ဒီ support resistance တွေမှာ okay ဆိုတော့ဒီမှာကျွန်တော်အစနာကတော့ဘယ် time frame သုံးလို့ဆိုရင်ကျွန်တော်8 volt သုံးရမယ်โอเคပထမဆုံးကျွန်တော်လုံခဲ့3လောက်သွားနိုင်မယ်โอเคဆိုတော့စက်တင်ဘာ1ရက်နေ့ကစပြီးတော့ကျွန်တော်မှာ horizontal line နဲ့တားရတယ်vertical line နေပြောတာပါ vertical line ကကျွန်တော်စက်တင်ဘာ1ရက်နေ့ကိုထားရတယ်โอเคဒီကစပြီးတော့ကျွန်တော်SNR ကိုကျွန်တော်စဉ်းစားရပုံစံလေးကိုကျွန်တော်ဆွဲပြအောင်မယ်โอเค8 volt သွားလိုက်မယ်4 hour သွားလိုက်မယ်โอเคအရှေ့ history ကိုကျွန်တော်မကြည့်တော့ဘူးကျွန်တော်စကြည့်မှာကဒီကနေစကြည့်မယ်โอเคအခုကအရှေ့မှာသူကတက်လာအတွက်ဒီမှာ high ရှိမယ်high ကိုသူက previous ဖြစ်သွားတယ် previous ပြီးတော့ new high ဖြစ်သွားတယ်ဒီ new high ရှိမယ်ပြီးတော့ high လို့ရှိမယ်ဒါကိုကျွန်တော် high လို့သတ်မှတ်လိုက်တယ်ပြီးရင်ဆက်တက်သွားတယ်ဒါဆိုရင်ဒီနေရာမှာhigh ကို previous ဖြစ်သွားမယ်high ကို previous ဖြစ်သွားလိမ့်မယ်โอเคဆိုတော့သူကဒီမှာ high ဆုံးသွားတယ်ဒီမှာ high ဆုံးသွားတယ်ပြီးရင်ပြန်ဆင်းလာတယ်ဒီမှာ high လို့ရှိမယ်ပြီးရင်ဒါကိုကျွန်တော်ဒီနေရာကိုကျွန်တော် high အတက်လို့သတ်မှတ်လိုက်တယ်ပြီးရင်ဒီမှာ high လို့ပြန်လာမယ်โอเคပြီးရင်ကျွန်တော်ကဒီနေရာကိုမသတ်မှတ်တော့ဘူးဒီနေရာကိုကျွန်တော်သတ်မှတ်လိုက်တယ်ဘာလို့ဆိုတော့ဒီထိတ်ထက်ဒီ high တဲ့ကောင်လေးကပုံမြင်တဲ့အတွက်ဒါကိုကျွန်တော် new high ကိုသတ်မှတ်လိုက်တယ် high ပြီးရင် high လို့ပြန်လာရမယ်ဆိုတော့ဒီနေရာမှာသူ high လို့လေးပြန်ဖြုတ်သွားတယ်โอเคဆိုတော့ကျွန်တော်လူချင်းနဲ့ကလာလေးမရှိโอเคဆိုတော့ဟိုဟာလေးထားလိုက်မယ်โอเคဟို high လို့ပြန်ပြောရတယ်ပြီးရင်တော့structure ကြီးလေးနဲ့ပြန်တက်သွားတယ်ဒီမှာ high ဖြစ်လာတယ် high ပြီးရင် high လို့လာတယ်ပြီးရင်သူအဲ့ဒီ high ကိုသူ breakout ဖြစ်သွားတယ် breakout ဖြစ်ပြီးတော့ဒီမှာ new high ထပ်ပေါ်လာတယ်ပြီးရင်ဒီမှာ new high လို့ဖြစ်ပေါ်လာတယ်ဒီ high လို့က US မဖြစ်ဘူးကျွန်တော်ဆွဲတာမှာပါတယ်ပြီးရင် high လို့ပြီးရင် new high ဖြစ်ရမယ်သူက high ကိုကျွန်တော်မထမှတ်တော့ဘူးဒီကောင်လေးကိုကျွန်တော်သတ်မှတ်လိုက်တယ် new high ပြီးရင် high လို့ပြီးရင် high လာမယ်ဒီမှာသူ structure ကျတက်သွားတယ်ဒီမှာ high ပြီးတော့ဒီမှာကအပေါ်က high ကိုသူကအပေါ် share တို့သူကမကြော်ပါဘူးမကြော်ရတဲ့အတွက်ဒီကောင် high အတိတ်ကိုမတက်မှတ်မယ်နဲ့ဒီနေရာကိုကျွန်တော် high တက်မှတ်လိုက်တယ်high ကိုဒီကောင် view ရဖြစ်ပါတယ်ပြီးရင် high လို့လာတယ် high လို့ပြီးရင် high ပြန်လာရမယ်ဆိုတော့ inverse အကြီးနဲ့ကြော်ဒီနေရာလေးကို high အတိတ်သတ်မှတ်လိုက်တယ်ပြီးရင် high လို့အဲ့ဆို4 hour ဆိုတော့ဒီမှာဆိုရင် new high လို့ကအောက်တိုဘာ9ရက်နေ့
high high တက်ဖြစ်တဲ့နေရာကအောက်တူပါဆက်လေးဆိုတော့ဂျာတော့အားကြောင်ဖြစ်သွားတယ်အားကြောင်ဆိုတော့ကျွန်တော်ဒီထိတ်ကြီးကို high high အတက်တော့မတက်မှတ်ပဲနဲ့ဒီနေရာလို့ကျွန်တော်မှတ်လိုက်ကြဂျာထဲမှာကအတက်ကြဖြစ်ခဲ့တဲ့ဇုံကမရှိဘူးဆိုတော့ okay ပြီးရင် high high ပြီးရင် new high လို့လာတယ် high လို့လာပြီးရင်high high ဖြစ်သွားတယ် high high ပြီးရင် high လို့ပြီးရင် high high တက်ဖြစ်လာတယ် high high ပြီးရင် high လို့သူက high လို့မလာပဲနဲ့ဘယ်ဒီဆက်သွားလဲဆိုရင် lower low ဆက်သွားတယ်ဒီပြီးခဲ့တဲ့ previous high low ကို break out ဖြစ်ပြီးတော့ high low ကိုဆက်သွားတယ် high low ပြီးတော့ high lower low ပြီးတော့ lower high ပြန်လာမယ် lower high ပြီးရင် lower low လာမယ်ဒီပြီးခဲ့တဲ့ previous lower low ကို break out ဖြစ်သွားတယ်ပြီးတော့ lower low အသစ်ဖြစ်လာတယ်ပြီးတော့ lower high လာမယ်ဒီခဏတိုင်းပဲပေါ့ဒီညာဆိုင်ရင်ဒီညာလေးကပိုရရှယ်ဝင်နဲ့ဖောက်လာဖြစ်လာဒီညာကိုကျွန်တော်က lower high အတူသတ်မှတ်လိုက်တယ်သူ lower high I ပတ်တန်ကမပြီးသေးဘူးလို့ကျွန်တော်သတ်မှတ်လိုက်တယ်ပေါ့ဒီညာကိုကျွန်တော်lower high higher low high low သတ်မှတ်နေတယ်ကြားကောင်ရနိုင်တယ်ဒါပေမဲ့ကျွန်တော်တော့ lower high low သတ်မှတ်လိုက်မယ်ကျွန်တော်ခုမှစဆွဲရဆိုတော့ဒီခြားတော့ပြောမတော့Okay, so lower high တက်ရလာပြီပြီးတော့previous lower low မဖောက်တော့ဒီကောင် higher low နေလာမယ်ဆိုတော့ဒီကောင်down trend ပြီးပြီးတော့ကျွန်တော်ယူဆောင်လို့ရတယ်ပြီးရင် previous lower high ကိုဒီကောင် break out ဖြစ်သွားတယ် break out ဖြစ်ပြီးတော့ဒီနေရာမှာhigh high အတက်ကိုတမလို့ရတယ်ကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်တမလိုက်မယ် high 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 ပြီးရင်အဲ့ဒီ high high တော့ break out ဖြစ်သွားမယ်ပြီးရင်ဒီမှာ correction zone လေးလာတယ် correction zone ပြီးရင် correction zone မှာသူကlower higher လို့လာမယ် higher လို့လည်းသူ break out ဖြစ်တယ်feature မှာပေါ့ဆိုတော့ previous higher high ကိုဆက်ဖောက်ထွက်သွားတော့ higher high တိဖြစ်လာတယ်ပြီးရင် higher low ညာ higher low လို့တတ်မှတ်လို့ရပါ higher low lower high ဒါပေမဲ့ဒါ 4 hour ကြည့်တဲ့ကြောင့်တော့မတတ်မှတ်တော့ဘူးလော H1 အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါကဒါအတခြားဖြစ်အတိတာပါမယ်နားလေးပါပေါ့Okay มา H1 နဲ့ကြည့်ရင်ဒါကတိတာတဲ့higher low ပါ higher low ပြီးရင်ဒီကောင် lower high ဖြစ်သွားတယ် lower high ပြီးရင် lower low ဆက်ဆင်သွားတယ် lower low H1 နေနဲ့အဆန်အဆွဲဆိုရင်တော့ဒီမှာဒီ lower low တမှတ်လို့ရတယ် lower low ပြီး lower high နဲ့lower low တမှတ်တယ်ကျွန်တော်က4 hour နဲ့ဆွဲရဖြစ်တဲ့အတွက်ဒီမှာ higher high ပြီးရင်ဒီဆင်ပါတယ် higher low Okay ကျွန်တော်4 hour ပြင်တော့မယ် Okay ဒီမှာကျွန်တော် higher low လာပြီ higher low ပြီးတော့နောက် higher high အတက်sorry lower high တမတ်တော့ကျွန်တော်ဒီတွားလိုက်မယ်high high တက်ဖြစ်လာတယ် high high ပြီးရင် higher low ဒီနေရာမှာကျွန်တော်အဆန်ဆွဲလိုက်ရတယ်ကျွန်တော်ထင်တဲ့ဟာပေါ့ဒီမှာ high low ပြီးရင်ဒီမှာ lower high တက်လာပြီးတော့ lower high ကိုပြီးရဖြစ်သွားတယ် lower high ပြီးရင်ဒီနေရာကို higher low ကျွန်တော်ခဏထားကို higher low တမတ်တာကအကြောင်းဒီနေရာမှာကျွန်တော်အဆန်အဆွဲသားမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ support ကဒီမှာရှိနေတာ support က higher low ဖြစ်တယ်ဒီ high low ကိုbreak out ဖြစ်တဲ့အတွက်ဒီကောင်က higher low တက်ဖြစ်လာတာဒီလိုကျွန်တော်ကဒီမှာ higher low ဆွဲလိုက်မယ်ဆိုရင်ဒီ high low break out ဖြစ်တဲ့အတွက်ဒီကောင်က lower low ဖြစ်မှာကျွန်တော် break out ကျွန်တော်အဆန်အဒီမှာဆွဲလိုက်တဲ့အတွက်ဒါကိုကျွန်တော် lower low တတ်မှတ်လိုက်မယ် lower low ပြီးရင်ဒီမှာ lower high လာမယ် lower high ပြီးရင် lower low break out ဖြစ်တဲ့အတွက်ဒီကောင်က higher low ဖြစ်မှာ
higher low ပြီးရင်structure ကြီးတော့ပါတယ်ကြီးတော့တော့ဒီမှာ high ဖြစ်လာတယ်ဆက်ရပါပြီတော့ဒီလိုလည်းပြန်ချင်နိုင်မယ်khi mà hai tôi xả đấy hai bị hai lôပြန်လာရမယ် higher low ပြီးရင်သူက higher ပြန်သွားတယ် higher ကိုသူက break out ဖြစ်သွားတယ်higher ပြီးရင် higher low လာတယ်ဒါလေးပေါ့ higher low ပြန်လာမယ် higher low ပြီးရင် higher ကိုသူက break out ဖြစ်သွားတယ် break out ပြန်တော့ shadow နဲ့အရင်ကဖြစ်တယ် shadow နဲ့ဖြစ်ပြီးရင်ကန်တဲ့ body နဲ့ပြန်ပြီးတော့ break out ဖြစ်သွားတယ်ကျွန်တော်ဒီပထမဆုံး shadow နဲ့ဖြစ်တဲ့ဟာယူကျွန်တော် break out လို့မယူဆဘူးပေါ့ break out မယူဆချင်ဘူးတော့မကြိုက်ဘူးပေါ့မကြိုက်ဘူးပြီးတော့ဒုတိယဒီကန်တဲ့အဖြူကြီးနဲ့ပိတ်သွားမှကန်တဲ့အဖြူနဲ့ပိတ်သွားမှbreak out ဖြစ်ယူဆချင်တာ okay ဒီအရှိအကန်နေဆိုရင်လည်းကျွန်တော်နေဆိုရင်ယူဆနိုင်တယ် okay ဒီကောင် high ဖြစ်မယ် high ပြီးရင်high low လာတယ်ကောင် high ပြီးရင် high low လာတယ် high low ပြီးရင်ကန်တဲ့အကြီးနဲ့ပေါ်တက်သွားတယ်ဆိုတော့လက်ရှိမှာလက်ရှိကဒီစမှာ24ပေါ့24ရက်နေမှာကန်တွေက bullish ကန်တွေကို create လုပ်နေတယ်4 hour မှာပေါ့ဒီနေရာကရောက်တဲ့ဈေးတန်း4520ကျော်4525ဝန်းကျင်မှာက high ဖြစ်နေတယ်နောက်ဆုံးဒီ the last high ပေါ့ရွှေဈေးရဲ့လက်ရှိမှာတော့သူကဘယ်ထိကျသွားလဲဆိုရင်ရွှေဈေးလေးက4450ဝန်းကျင်ထိဈေးကကျသွားတယ်ကျပြီးတော့ new high ဖြစ်မလားတက်မလားကျမလားဆိုတာကျွန်တော်တို့ဒီလာမယ့်ရက်ပိုင်းနောက်နှစ်ထဲမှာတော့ကျွန်တော်တို့မြင်ရမယ်ပေါ့ရွှေဈေးကိုတက်မလားကျမလားတော့ကျွန်တော်တော့ကျမယ်လို့တော့ယူဆတာပဲ okay ဘာလို့ယူဆလဲဆိုရင်ယူဆတာအကြောင်းရင်းကတော့ကျွန်တော် entry ဝင်တဲ့ပတ်တန်ကြီးကြာရင်ကျွန်တော်ရဲ့ထင်မြင်ချက်ကြီးကျွန်တော် share လုပ်ပြပါမယ်လက်ရှိမှာအဆန်အားဆိုတော့ဒီလောက်ပါပဲဗျဒါရွှေရဲ့3လစာတကယ်လို့ဒီလပါဒီမှာပါရင်4လစာပေါ့4လစာကိုကျွန်တော်4 hour time frame မှာအဆန်အားဆွဲရတဲ့ record လေးပါ okay ဆိုတော့ဒီလောက်ပါပဲဗျဒီရက်40 record လုပ်တာအကြောင်းရင်းကတော့ကျွန်တော်ပြန်ကြည့်လို့ပါ okay ဒါပါပဲဗျ